အိမ်မှာ distribution box ဖွင့်ကြည့်လိုက်ရင်ဘေးချင်းကက်တက်ထားတဲ့ breaker တွေဟာပုံစံချင်းတူနေပေမဲ့အလုတ်လုတ်ပုံလုံးဝမတူကြပါဘူးအဝစ်လျှော်ဆက်တို့ရေခဲတတာတို့ကနေဓာတ်လိုက်တာကိုကာကွယ်ဖို့ဘယ် breaker ကိုသုံးရမလဲဆိုတာမသိရင်တော့တင့်မိသားစုအတွက်တခက်ကိုအန္တရာယ်ကြီးပါတယ်ပထမဆုံးတစ်လုံးကတော့ MCB ပါသူကတော့ wire short ဖြစ်တာ short circuit နဲ့မီးအားအလွန်အကျွံသုံးဆွဲတာ overload ကိုပဲတိပြီးမီးဖြတ်ပေးတာပါလူကိုဓာတ်လိုက်ရင်တော့သူကတိမှာမဟုတ်တလို့ trip ဖြစ်မှာလည်းမဟုတ်ပါဘူးဒုတိယတစ်လုံးကတော့ RCCB ပါသူကတော့တကယ်အတက်ကယ်တင်ရှင်ပဲလျှက်စိတ်ယိုစိမ့်မှု leakage နဲ့လူကိုဓာတ်လိုက်တဲ့အခါစက္ကန့်ပိုင်းအတွင်းချက်ချင်းတိပြီးမီးဖြတ်ပေးပါတယ်ဒါပေမဲ့သူက wire short ဖြစ်ရင်တော့မကြတတ်ပါဘူးနောက်ဆုံးတစ်လုံးကတော့ RCBO ပါသူကတော့ all in one ပေါ့ MCB ရဲ့ကာကွယ်မှုရော RCCB ရဲ့ဓာတ်လိုက်မှုကာကွယ်ရေးရောစွမ်းဆောင်ရည်နှစ်ခုစလုံးကိုတစ်လုံးထဲမှာပေါင်းစပ်ထားတာဖြစ်ပါတယ်ဒါကြောင့်သင်အိမ်ကမိသားစုဝင်တွေဓာတ်လိုက်မဲ့ဘေးကနေကာကွယ်ဖို့ဆိုရင် main line မှာ RCCB တို့မဟုတ် RCBO အမျိုးအစားပါမပါတေချာစစ်ဆေးထားဖို့လိုအပ်ပါတယ်ဗျလျှက်စစ်အန်ရီအမြဲတတိပြုပါဒီလိုလက်တွေ့ကျတဲ့လျှက်စစ်ဗဟုသုတတွေကိုအမြဲလေ့လာဖို့ကျွန်တော်တို့ channel ကို like and follow လုပ်ထားပေးပါဦးအားလုံးပဲပြီးကင်းကြပါစေ